ပင်စိမ်းနေကျမဒီနေ့ဒီပင်စိမ်းတွေကိုအခဲခံပါမယ်ပလဘုံကြီးဟိုချင်နေအနနေမွေးနေရပဲဒီနေ့ကတော့ပင်စိမ်းခုတော့အဓိကပြချင်တာမဟုတ်ပါဘူးအခဲလောက်တာကိုပြပေးပါမယ်ကျမဆောင်းနေချိန်ကိုဘလို့ဆောင်းနေချိန်ထိစားရအောင်ဘလို့ထားတုတ်တယ်လဲဆိုတာဟာလေးကိုပြပေးပါမယ်ရှင်အခုသွားလောက်ကြရအောင်အားလုံးပဲပင်စိမ်းတွေအခဲမခံခင်ဟာကျမအသေးချာလေးတစ်ခုပြောပြစေရှိတယ်တင်မတော့ချက်ကြည့်ဒီဟာကလည်းပင်စိမ်းပဲကျမခဲကန်ထားတာသူကကြတော့ညူပြီးတော့မဲတယ်လို့ဖြစ်နေတယ်ဒါလည်းပင်စိမ်းပဲကျမခဲကန်ထားတယ်လုံးဝလက်လက်ဆက်ဆက်အတိုင်းပဲပေါ့နော်ဒီလိုမျိုးဖြစ်နေတယ်ဘာကြောင့်မို့အဲ့လိုဖြစ်တာလဲဆိုရင်နီလန်းကအတူတူလှုပ်တယ်ဘာပဲခွာတာလဲဆိုပြုတ်တဲ့အချိန်ခွာရတယ်ကျမကဒီစိမ့်စိမ့်လေးဖြစ်နေတဲ့ဟာကိုရင်နွေးကိုအမြင့်ဆုံးအချိန်မှာထားဒီကို gas on နဲ့လုပ်တဲ့စင်နံပါတ်10ထိကိုတင်တာဘောဆူနေထဲကိုတစ်ခါပစ်ချလိုက်ပစ်ချပြီးပြီဆိုရင်တပွက်ပြန်ဆူမှ10ပါဒီဟာကကြတော့ကျမကလေအရင်ကြီးနူးတွားမှဆိုလို့ဆိုပြီးတော့မှတခါတည်းထည့်လိုက်တယ်နူးတာလေးနဲ့တပွက်ဆူအောင်မဆောင်ဘဲနဲ့ကော်ထုတ်လိုက်ပြီးတော့မှရေအေးနဲ့ဆေးပြီးတော့မှခဲလိုက်တာအဲ့လိုဆိုတပွက်မဆူဘဲနဲ့ခဲလိုက်တဲ့ဟာကဒီလိုညူလေးတွေဖြစ်တယ်အယိုးညူလေးတွေဖြစ်တယ်ပေါ့နော်အနံ့ပြောက်တယ်လားဆိုရင်အနံ့တော့မပြောက်ဘူးဒီဟာကကြတော့အယိုးလေးပါစိမ့်စိမ့်လေးဖြစ်နေတယ်အကုန်လုံးစိမ့်စိမ့်လေးပေါ့နော်ဒီမှာတိတ်ချလိုက်ကြည့်ဒါကကြတော့ရင်းနှပွက်ဆူနေတဲ့အထဲကိုပြစ်ထည့်လိုက်တယ်ပြစ်ထည့်ပြီးနွန်းသွားပြီမဲ့မဆယ်လိုက်ဘူးတပွက်ဆူစောင့်လိုက်တယ်စောင့်ပြီးမှဆယ်ပြီးတော့ချက်ချင်းရေအေးတွေကိုထည့်ပြီးဆေးပြီးဆေးလိုက်တယ်ဆေးပြီးတော့ရင်းညက်ပြီးတော့မှဒီလိုအဆုပ်လိုက်ရင်းညက်ပြီးတော့မှအခဲခံလိုက်တာပေါ့နော်အဲ့လိုဆိုတော့ကျမတို့ပင်စိမ့်ခဲတဲ့ခါမှာရင်းနှပွက်ဆူတဲ့မှာထည့်ပြီးတော့တပွက်ဆူမှ10ထုတ်ပါဒါမှမဟုတ်ဘူးဆိုရင်အခုလိုမဲတာပါတယ်တပွက်ဆူပြီးမှ10ထုတ်တာကဒီလိုစိမ့်စိမ့်လေးဖြစ်ပါတယ်လို့နော်ဒါတော့ပင်စိမ့်မှာအခုကျမလုံနီးကိုလည်းတစ်ခါတည်းဒီဗီဒီယိုမှာဆက်ပြီးတော့ပြသွားမယ်ဒါလုံနီးမပြခင်မှာတပွက်ဆူအောင်လုံဘာကြောင့်လုံရတယ်ဆိုတာဟာလေးကိုတစ်ခါတည်းရှင်းပြီးတော့ပြတာပါရှင်ကဲဆက်လုပ်ကြရအောင်ကျမတို့ကခဲထားတဲ့ခံမှာလဲအိုးဝင်ပေါ့နော်ပင်စိမ်းကိုတခါတည်းအိုးဝင်ဖြစ်ချင်တာဖြစ်တဲ့အတွက်ကိုလိုချင်တဲ့အတိုင်းတာကိုတခါတည်းချွေချလိုက်ပါကျမတို့ဒီလိုအယိုးနုလေးတွေကတော့မတင်ပြဘူးနှမျောလို့လေအဲဆိုအယိုးနုလေးတွေပါထည့်လိုက်တယ်မနုတဲ့အပိုင်းတွေတော့ဖြတ်ချလိုက်တယ်ပေါ့နော်ဒါကိုဘယ်လိုပုံစံကြိုက်တယ်လဲကိုကြိုက်တဲ့ဒီဇိုင်းတိုင်းကိုတင်ချလိုက်ပါနော်ဒီလိုဖြတ်ပြီးသွားပြီဆိုရင်ကိုယ့်ဘက်ကဘာပြင်ဆင်ထားရမလဲရင်ရွေးတယ်မယ်တဲ့တဲ့ခါမှာကျမတို့ရေအေးစလုံးကိုလည်းပြင်ထားပေးပါကျမမှာရေစလုံးကြီးမရှိတဲ့အတွက်ကြောင့်မို့လို့ဒီစင့်ထဲမှာပဲသုံးမယ်ပြီးတော့ရေကိုရေအေးဖြည့်ထားမယ်အခုကျမတို့စီကရေပိုက်ကကြတော့တစ်ဖက်ကပူတစ်ဖက်ကရေအေးရေခဲရေအေးဖြစ်တာဖြစ်တဲ့ကြောင့်မို့လို့ရေအေးတရားရေကိုပဲဖြည့်ထားပါမယ်နည်းနည်းလေးဖြည့်ထားမယ်ပေါ့နော်ခုတော့ကျမဒီလိုလေးတင်လိုက်တာနှစ်ခုစလုံးနှလုံးစာရသွားတယ်ပေါ့နော်ဒီဟာကိုပြုတ်ဖို့အတွက်ရင်နွေးကိုတည်ထားပြီးပြီးတော့ရေအေးစောနာပြောတဲ့ရေအေးကိုလည်းအခုကျမဖြည့်ထားပြီမပြုတ်ခင်မှာရေမဆေးဘူးလားကျမရဲ့အပင်တွေကလေရေလဲလောင်းတဲ့ရေလဲတန့်နေပြီးတော့ညဘက်ဒီစနေဖုံးအုပ်ထားဖြစ်တဲ့ကြောင့်မို့အရွက်ကအရေမဆေးပဲစားမယ်ဆိုရင်တော့တန့်နေတဲ့အရွက်တွေဖြစ်တယ်တန့်နေတဲ့အရွက်တွေဖြစ်တဲ့ကြောင့်မို့လို့ကျမကတော့မဆေးတော့ဘူးကိုကဈေးတွေကနေဝယ်ယူရတယ်စိတ်ထဲမတန့်ဘူးဆိုတော့ဆေးပါဘာကြောင့်မို့မဆေးတာလဲဆိုရင် reason ရှိပါတယ်ဒီပင်စင်းရွက်တွေကအရင်မဲလွယ်တယ်ရေဆေးပြီးပြီဆိုတော့ကျိုးသွားတဲ့အပိုင်းတွေကနည်းနည်းမဲပြီးညို့တူဖြစ်သွားပြီကွာအဲ့လိုဆိုကျမတို့ကပြုတ်ပြီးရင်လည်းရေကိုပြောင်းအောင်ဆေးအောင်ပါရေအေးနဲ့ဆေးအောင်ပါဖြစ်တဲ့အတွက်ကြောင့်မို့လို့မပြုတ်ခင်ရေတစ်ထပ်ဆေးခြင်းကကျမတို့ပြုတ်တဲ့ခါမှာရေနှပွက်မှုအားကိုရော့စေတယ်နေရွာစေတဲ့အတွက်ကြောင့်မို့လို့အရွက်တွေကိုသွားမဲထားတယ်အမို့ကျမလုံးဝရေမပြုတ်ခင်မှာရေမစီးတော့ဘူးဆေးပြီးပြုတ်ပြီးတော့မှရေအေးတော့ထည့်ပြီးတခါတည်းကဆေးပြီးရေညစ်ပြီးတော့မှတိမ့်ပါမယ်နော်အခုရင်တွေးရလည်းပွက်နေပြီမှာရင်တွေးပွက်နေပြီပေါ့ဆူတွေကိုထည့်တော့မယ်နော်ရင်တွေးပေါ့ဆူနေပြီထဲမဲ့ခါကြလို့ရှိရင်လည်းကိုကဒီဟာကြီးအကုန်ထည့်ကြက်တော့မှာဖြစ်တဲ့ကြောင့်မလို့ကိုကတစ်ခါနိုင်တဲ့လောက်လေးကိုပဲပြစ်ထည့်လိုက်မယ်ပြစ်ထည့်ပြီးပြီဆိုရင်အပေါ်အောင်ချက်ချင်းလန့်ပြီထဲတဲ့ခါမှာကျမတို့ရေမဆေးထားတာရဲ့အားတာချက်ကစောနာကပြောခဲ့တဲ့အတိုင်းပဲအပွက်မရက်တော့အောင်
ရေနစ်ပေါ့နေတာမရက်သွားတဲ့အတွက်ကြောင့်မို့အရွက်တွေမဲတာကိုရှော့ချတယ်သူ the original တဘဝအတိုင်းလေးပဲစိမ့်စိမ့်လေးဖြစ်နေတယ်ပေါ့နော်ဒါမျိုးလေးကိုကွာနှစ်ချလိုက်မယ်နှစ်ချပြီးရင်အဖုံးလေးတစ်ချက်အုပ်ထားပေးလိုက်တပွက်စုလေးခဏစောင့်ပေးမယ်ဒီလိုလေးခဏလောက်တပွက်စုစောင့်ပေးမယ်ပေါ့နော်မီးကတော့ကျွန်မနံပါတ်30နံပါတ်30အမြင့်ဆုံးပဲကဲဘေးနားမှာတွေပွက်နေပြီပွက်နေရင်အပေါ်အောက်တစ်ချက်လန်ပေးလိုက်မယ်ဒီလိုလေးပွက်နေပြီးသားကိုရပြီဒါဆိုရင်ရပြီအကြိုက်ပြုတ်ဆရာမလို့အကြိုက်ပြုတ်လိုက်အနံ့တက်တွေပျောက်သွားလိမ့်မယ်ပြုတ်ပြီးတာနဲ့တခါတည်းရေအေးတဲ့ကိုထည့်မယ်နော်ရေအေးတဲ့ကိုထည့်လိုက်မယ်အဲ့ဒါကျမတို့ဒီမှာတခါတည်းဆေးလိုက်မယ်သူ့အတိုင်းပဲစိမ့်နေရမယ်ဒီအတိုင်းလေးကိုကိုကဘာလုပ်လိုက်ရမလဲဆိုတော့ဆေးကိုစိတ်ကြိုက်ရေများလေးနဲ့မှာဆေးချပြီးတော့မှတခါတည်းကိုလုံးကျင်တဲ့အလုံးလိုက်လေးကိုညှစ်လိုက်မယ်ကိုတခါချက်စာကိုပေါ့နော်အနံ့လေးလည်းပျောက်သွားမပျောက်သွားဘူးမမဲချင်ဘူးဆိုရင်လေကျမလောက်တဲ့နီးတိုင်းတာလောက်ပါ online ပေါ်မှာပြတဲ့နီးလန်းတွေအများကြီးရှိရပေါ့နော်ဒါပေမဲ့ကျမနီးလန်းတိုင်းတွေလောက်ကြည့်ပါလုံးဝမမဲပါဘူးဘာလို့ဆိုကျမစမ်းတက်ထားတယ်တပွက်မဆူနေနဲ့လည်းစမ်းတက်တယ်တပွက်ဆူနေနဲ့လည်းစမ်းတက်တယ်စမ်းတက်ပြီးမှကိုကအဆင့်အပြေဆုံးဆိုတဲ့ဟာကိုဗီဒီယိုရိုက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်လို့နော်ဆက်လုပ်ပါဦးမယ်ဒီမှာပါအကုန်လုံးကျမပြုတ်ပြီးသွားပြီစိမ့်နေရပဲနော်စိမ့်ဆိုနေရပဲဒီအတိုင်းလေးကိုပဲခဲပါမယ်ခဲတဲ့ခါမှာကျမကဒီဟာတွေကိုမရောတော့ဘူးဒီအထုံးလိုက်လေးကိုပဲခဲပါမယ်ဒီဟာလေးနဲ့ထည့်မစင် box လေးနဲ့ပဲထည့်ထားမယ် box လေးနဲ့ထည့်ပြီးတော့အခဲကနဲ့ထည့်မယ်မထည့်ခင်မှာကျမထပ်ပြီးတော့ရေတွေကုန်ထပ်ချိန်လောက်လေးညှစ်ပြီးတော့ထည့်ပေးလိုက်ပါတော့မယ်ဗီဒီယိုလေးနည်းနည်းရှည်သွားရင်ရှည်သွားလိမ့်မယ်ဒါပေမဲ့ကျမကလေလှုပ်တဲ့ခါလေးကိုတေးချာလေးလှုပ်ပြကြလို့လေနော်ရှည်သွားလိမ့်မယ်လို့တော့ထင်ပါတယ်ဒါလေးကိုရေလေးညှစ်လိုက်ထည့်လိုက်မယ်ထည့်လိုက်ရင်ကျမဘယ်နှလုံးရသွားလဲရေကြည့်မယ်1 2 3 4 5 6 7ခုနှစ်ရနေပြီဒါဆက်အလုံးကြီးကြီးစားရ8 9 10 11 12 13 14ရပါတယ်ဒီဟာလေးကိုကျွန်မအဖုံးလေးတေချာလေးဖုံးပြီးတော့မှအခဲကန်းလေးကိုထည့်လိုက်ရုံပါပဲကိုဘာမှလို့ဆိုကိုချက်တဲ့ခါကျရင်ဒီလိုလေးအတုံးလိုက်လေးကိုယူပြီးတော့ထည့်လိုက်ရုံပါပဲကဲဒီနေ့ကျွန်မဗီဒီယိုလေးကနေလို့မှာဘောခုတူတက်တစ်ခုလောက်တော့ရရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင်ဗီဒီယိုလေးကြည့်ရှုပြတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်မရဲ့ဗီဒီယိုလေးကိုလည်း like and share လေးပြုလုပ်ထားပေးကြပါဦးဒါမှထပ်ပြီးတော့ဗီဒီယိုတွေပြုလုပ်ရတာအားရှိအောင်လို့တင်နီလာလေးအတုံးပြပြီးတော့ဆောင်းလေးအချိန်ခါမှာပင်စိမ်းအဝတ်ကြိတ်ရအောင်အခုလိုပဲသူတိမ့်ဆဲလိုက်တော့ကဲအခဲကန်းထဲမှာတိမ့်ဆဲလိုက်ပါပြီเนาะသူရဲ့ result လေးကိုလည်းကျွန်မထပ်ပြီးတော့ပြပေးပါဦးမယ်เนาะအားလုံးပဲတတပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲ